ရှေ့တောင်အာရှကသတင်းတော်မီဒီယာဟာဒေသခံခိုင်တစ်ခုကိုစုံစမ်းစစ်ဆေးနေရပါသူခင်မွန်နဗင်းကသူ့အသက်အန္တရာယ်ကိုစိုးရိမ်လို့အိမ်ပြန်လာဖို့ဖုန်းဆက်ခေါ်ပြီးမဲ့မီဒီယာကတဲလွန်စာတစ်ခုရလို့ဖုန်းချလိုက်ပါတယ်စွန့်ပစ်အဆောင်တစ်ခုမှာကြားရတဲ့ကလေးငိုတဲ့နောက်ကိုလိုက်ပြီးနေရပေါတစ်ခုစီကိုရောက်သွားကအဲ့ဒီမှာမြင်ရတဲ့မြင်ကွင်းကသူ့ကိုအကြီးကျယ်ထိတ်လန့်စေပါတယ်အဆောင်တစ်ယောက်ကလုံခြုံရေးကင်မရာတွေကိုကြည့်နေတော့ကလေးတွေကိုညင်ညမ်းတဲ့ရွယ်ချက်တွေအတွက်အသုံးပြုနေရကိုတွေ့လိုက်ရပါတယ်မီဒီယာကအခန်းထဲကိုဖောက်ဝင်ပြီးကလေးကိုကယ်ဖို့လူမိုက်ကောင်ကိုထုံးနှက်လိုက်ချိန်မှာပဲအဆောင်ကအင်အားထပ်ပြေးဖို့ခေါ်လိုက်ပါတယ်သူတို့ထွက်ပြေးဖို့ကြိုးစားနေတော့လူမိုက်တွေထက်ရောက်လာပြီးဓာစီတာကိုမီဒီယာကရှောက်တိန်နိုင်ပေမဲ့ဆက်လိုက်လာတာကြောင့်တိုက်ခိုက်ရပါတော့မယ်သူ့မှန်ပွဲကောင်းတဲ့တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေရှိပြီးလိုအပ်ရင်လူစိုးတယောက်ရဲ့မျက်လုံးနဲ့လက်မနဲ့ထိုးရမျိုးညင်ညမ်းတဲ့နီလန်တွေလည်းတုံးတတ်ပါတယ်သူတိုက်ခိုက်နေတော့ကလေးကဆက်ပြေးပေမဲ့ဂိုင်းကောင်းဆောင်ပတ်လောင်နဲ့သူ့လက်ထောက်တို့ကလမ်းပိတ်ထားလိုက်ပါတယ်လက်ထောက်ကမြားတဲ့စင်းနဲ့ကလေးကိုချက်ချင်းတက်ပြက်လိုက်ကပတ်လောင်ကမီဒီယာကိုဒီတေဆုံးမှုအတွက်အပြစ်တင်ပြီးစစ်ဆေးမေးမြန်းမှုလက်ထောက်ကိုဖိုင်ခိုင်းတာကြောင့်မြားနဲ့မီဒီယာကိုချိန်ထားလိုက်ပါတယ်လာတော့ကြပြီးနောက်စကားမပြောနိုင်တဲ့လူသမားဝန်ဝေကသူသမီးရေနီနဲ့သူစားတော့ဆိုင်မှာလှုပ်လှုပ်နေပြီးရေနီကဆိုရှယ်မီဒီယာအတွက်လိုအပ်သမျှကိုရိုက်ကူရင်သူ့အဖေကိုကူပေးနေပါတယ်အလုပ်ပြီးတော့ပေါ့တဲ့တချို့ကဆိုင်ရှင်အဖွားကိုနှောက်ယှက်နေတာကိုရေနီသတိထားမိတာကြောင့်သူမကကူညီသင့်တယ်လို့ထင်ပေမဲ့ဝန်ဝေကသူတို့ရဲ့ကိစ္စမဟုတ်ဘူးလို့ပြောပါတယ်ရေနီကမကြခင်တရုတ်ကိုအဖွားနဲ့နေဖို့ပြန်သွားမှကြောင်းသူ့အဖေတို့စိတ်ပူပြီးနေတင်လာလို့မေးလိုက်ပေမဲ့ဝန်ဝေကအဲ့ဒီအတွေ့ကိုဖျောက်ဖို့ပြောပါတယ်ညနေပိုင်းမှာမီဒီယာရဲ့ခင်မွန်နဗင်းကလူတောင်းနဲ့တွေ့ပြီးဝယ်လက်30ရှိတယ်လို့ပြောကနဗင်းကလူတောင်းကိုပတ်စံပေးပြီးသူ့သတင်းနဲ့တွေ့ခွင့်တောင်းပြီးတော့သူကားတဲ့ပြန်ဝင်သွားကအိတ်ထဲကလှုပ်ဝက်ကင်မရာကိုထုတ်ပြီးဗီဒီယိုကိုပြန်ကြည့်ကမီဒီယာရဲ့သတင်းအချက်အလက်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်တစ်ချိန်တည်းမှာရေနီကသူ့ဖေလုပ်ပေးတဲ့ရုပ်ထုနဲ့ကွန်ဖူးလေ့ကျင့်နေပါတယ်ဝန်ဝေကသတင်းကြည့်ပြီးမီဒီယာပျောက်ဆုံးနေတယ်ဆိုတာအသိလိုက်ရကသတင်းလောက်တွေကဒါကိုမကြသေးမီကကလေးပျောက်ဆုံးမှုနဲ့ဆက်ဆက်နေတယ်လို့ပြောနေကြပါတယ်ရေနီလေ့ကျင့်နေတော့မတော်တဆဒဏ်ရာရတော့ဝန်ဝေကသူ့စီအမြန်ပြေးသွားပြီးမြဲရေနီကသူ့ကိုတွန်းဖက်ပြီးခန်းထဲဝင်သွားပါတယ်နောက်တစ်နေ့သူတို့စပင်ညက်ဆိုင်သွားပြီးဝန်ဝေကရေနီရဲ့စပင်ကိုသူတို့ညက်ခိုင်းလိုက်ပြီးလေ့ကျင့်ရတာအဆင်ပြေအောင်လို့ပြောပြီးမြဲတခြားကလေးတွေကသူ့ကိုယောက်ျားလေးဆန်တယ်လို့ထင်တဲ့အကြောင်းရေနီကမလို့ချင်ပါဘူးသူကကွန်ဖူးကိုမကြိုက်ပေမဲ့အဖေနဲ့အတူချိန်ကုံဆုံးနေခြင်းလို့လေ့ကျင့်နေတာလို့ရှင်းပြပါတယ်အဖေကိုတရုတ်ကိုအတူပြန်ဖို့တောင်းဆိုပေမဲ့ဝန်ဝေကညင်းလိုက်တဲ့အခါဒေါသထွက်သွားတဲ့ရင်းကြီးကအဖေကသူ့ကိုဘယ်တော့မှမချစ်ဘူးလို့အော်ပြောပြီးဆိုင်ကနေထွက်ပြေးသွားပါတယ်လမ်းမှာခြေထောက်နာနေတဲ့ကောင်လေးတယောက်နဲ့တွေ့ပြီးသူကသူ့ညစ်မောက်ကိုကားတိုက်သွားတာကြောင့်မိဘတွေအိမ်မှာမရှိတော့ကူညီလိုတယ်လို့ပြောတာကြောင့်ရင်းကြီးကချက်ချင်းလိုက်သွားပေမဲ့ဒါဟာထောင်ချောက်ဖြစ်နေပြီးလူတောင်နဲ့ဟိုတို့ကသူ့ကိုအိမ်မဲနဲ့ဆွတ်လိုက်ပြီးမူးမိသွားအောင်လုပ်ခါကားနောက်ခန်းနဲ့ပြစ်တင်လိုက်ပါတယ်ဝန်ဝေသမီးကိုရှာဖို့ထွက်လာတော့ကားထောက်သွားတာတွေ့လိုက်တာကြောင့်နောက်ကလိုက်ဖို့အစာအုပ်တစ်ခုနဲ့ခြံစည်းရုပ်ကိုဖျက်ပြေးကကားကောင်းကန်းနဲ့ခုန်တက်ပြီးကားရက်ဖို့ထွန်းကျုပ်မှုတွေကိုရှုပ်ထွေးအောင်လုပ်လိုက်ကတော့ကိုလည်းလှမ်းယူပြီးလွှင့်ပစ်လိုက်ပါတယ်ဟိုကသူ့ကိုတွန်းချလိုက်ပြီးတော့သူတို့တိုက်ခိုက်ကြပါတယ်ဝန်ဝေကကားပေါ်ပြတ်တက်ဖို့ကြိုးစားနေတော့ဟိုကတားနေကလူတောင်လဲဝန်ဝေကိုကံပြီးတိုက်ပွဲတဲ့ပါလာပါတယ်ဝန်ဝေကိုစာအုပ်ထဲဆွဲခေါ်သွားကကားမောင်းသူကတော့ရှာနေတော့ဝန်ဝေကလူနှစ်ယောက်စလုံးကိုချိန်ထဲမှာတိုက်ခိုက်နေကလူတောင်ကိုဖမ်းမိလူနေပါဖြစ်သွားပေမဲ့လူတောင်ကကရိယာတစ်ခုကိုကင်ပြီးဝန်ဝေကိုထုပြီးလွတ်အောင်လုပ်သွားပါတယ်ဒါပေမဲ့ဝန်ဝေကကားနောက်ခန်းပေါ်ခုန်တက်ပြီးရေနီကိုရှာနေတော့ကားမောင်းသူကတော့မတွေ့တော့တာကြောင့်ဝါယာကျိုးကိုဆက်ပြီးဆန်နိုးဖို့ကြိုးစားနေပါတယ်လူတောင်လည်းကားနောက်ခန်းပေါ်ခုန်တက်ပြီးဝန်ဝေကိုမှိုက်တွေနဲ့ပြစ်ကသူတို့ပြန်တိုက်ခိုက်ကြပါတယ်ဝန်ဝေကလူတောင်ကိုနိုင်ယူပြီးအိတ်ဒီကိုပြန်ရှာနေကန်ဆိုးကျင်တော့ရေနီကိုတွေ့တဲ့အချိန်မှာပဲလူတောင်ကသူ့ခြေထောက်ကိုဆွဲချလိုက်တာကြောင့်ဝန်ဝေကသူ့ကိုကားပေါ်ကနေကန်ချလိုက်တဲ့အချိန်မှာပဲဟိုကဘီလက်မြေတုံးနဲ့ဝန်ဝေကိုထုပါတယ်နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်သွားပြီးဟိုကဝန်ဝေကိုတန်းချောင်းနဲ့ဖိထားကအပြင်းထန်တိုက်ခိုက်နေချိန်မှာကားမောင်းသူဆက်နိုးလို့ရသွားပြီးဝန်ဝေကိုပစ်ချလိုက်ကလူတောင်ကကားပေါ်ပြေးတက်ပြီးထွက်သွားကြပါတယ်စိတ်ပြက်အားငယ်နေတဲ့ဝန်ဝေကကားနောက်ကပြေးလိုက်ပေမဲ့လမ်းမှာဖက်နှက်ပြောက်ပြီးကွဲနေတဲ့မှန်တွေပေါ်မှာရှောက်နေရတာကြောင့်ခြေထောက်ထိခိုက်သွားပါတယ်ရေနီနိုးလာပြီးသူ့အဖေကိုခေါ်ဖို့ကြိုးစားတော့မတော်တဆလက်ရန်ကိုမိလိုက်မိပြီးအနားဆုံးကနေရှော့ကျသွားပါတယ်ဟိုကသူ့ခြေချင်းဝတ်ကိုဆွဲပြီးဖမ်းလိုက်ချိန်ရေနီကပြန်တိုက်ခိုက်ဖို့ကြိုးစားတော့ဟိုကသူ့ခေါင်းကိုမြေကြီးနဲ့နီးအောင်ချပြီးချင်းချောက်ပါတယ်ကားစီးကကားနဲ့နီးလာတဲ့အခါမှာတော့သူ့ကိုပြန်ဆွဲတင်လိုက်ပါတယ်ကားရှိန်မြင့်လာသလိုဝန်ဝေလက်ရှိန်မြင့်ပြေးလာပြီးမဲ့ကန်ဆိုးကျင်တော့ကားစီးကသူ့ကိုတိုက်မိပြီးလူဆိုးတွေကိုလိုက်မမီတော့ပါဘူးဝန်ဝေကရဲစခန်းကိုသွားပြီးစာရေးကဖြစ်ပြတာတွေကိုရဲတွေကိုအကြောင်းကြားပါတယ်ကောင်နာကရဲကသူ့ကိုငြိမ်နေဖို့ပြောတော့ဝန်ဝေကဇပွဲကိုရိုက်ပြီးချိန်မရှိဘူးလို့ပြောပါတယ်တက်ကြကြီးရတော့ကသူ့အမှုကိုယူဖို့ကြိုးစားပေမဲ့ရဲကြီးကစီးမြင်တိုင်းလုပ်ရမယ်လို့ကြားပြပြောကထွက်သွားတော့ဝန်ဝေကပျောက်ဆုံးနေတဲ့ကလေးတွေရဲ့ဆိုင်းဘုတ်ကိုတတိထားမိပါတယ်နောက်မှရတော့ကဝန်ဝေကိုစနေထဲမှာရှာကြည့်ပေမဲ့သူ့အကြောင်းဘာမှမတွေ့ပါဘူးအိမ်ပြန်ရောက်တော့ဝန်ဝေကသူ့တန်ရာတွေကိုဆေးလိမ်ပြီးရင်းနှီးကြောင်းတွေးကသူ့ကိုကယ်ဖို့ဆုံးဖြတ်လိုက်ပြီးကရိယာတွေကိုအိမ်ထဲထည့်ကနဲ့ရံဝစ်စုံဝစ်ပြီးစုံစမ်းမှုအိမ်ကထွက်လာပါတယ်သူ့ရဲ့ပထမဆုံးတဲလွန်စားကကားပေါ်မှာမြင်လဲရတဲ့ကြားလူကိုပါတဲ့တစိမ့်ဖြစ်ပြီးဒီကြားပုံကကလပ်တစ်ခုရဲ့အပြင်မှာရှိနေကအဲ့ဒီမှာလူတွေကတရားမဝင်လက်ဝဲပွဲတွေပေါ်မှာလောင်းကစားလုပ်ရတဲ့နေရာတစ်ခုဖြစ်နေပါတယ်ဝန်ဝေက
လူတောင်းကနဗင်းကိုကလပ်ထဲခေါ်သွားတော့ကိုတွေ့ပြီးလိုက်သွားကအပေါ်တက်မှာဟိုကနဗင်းကိုလက်နက်စစ်ဆေးပြီးမစ္စတာဆောင်နဲ့တွေ့ဖို့ခွင့်ပြုလိုက်ပါတယ်မောင်ကိုကင်မရာနဲ့အရာအလုံးကိုရိုက်ကူးနေတဲ့နဗင်းကကလေး30ကိုစနေနေ့အတွက်ငှားကျင်တယ်လို့ဟန်ဆောင်ပြီးသူ့အတူရွေးကျင်တယ်လို့ပြောပါတယ်ဆောင်ကချင်းချင်းတန်တရားဖြစ်ပြီးနဗင်းကိုရင်ဘက်ကဆွဲကင်ပြီးရှင်းပြခိုင်းပြီးမဲ့နဗင်းကအေးဆေးနေပြီးသူကဩဇာကြီးရဲ့လူတစ်ယောက်ရဲ့ကိုစားလာတာလို့ပြောလိုက်တာကြောင့်ဆောင်ကယုံသွားပြီးနဗင်းကိုသူ့ရဲ့လှုပ်ဝက်နေရာစီခေါ်သွားဖို့သဘောတူလိုက်ပါတယ်ဝန်ဝေပေါ်တဲ့ကိုခိုးဝင်မှုကြိုးစားနေတော့တကားဆောင်2ယောက်ကတားပါတယ်ဒူတောင်ကသူ့ကိုမြင်ပြီးအုတ်ထုတ်ကိုပြစ်ချက်ကထွက်သွားဖို့ပြောလိုက်ပြီးမဲ့ဝန်ဝေကရိနီကပုံကိုပြပြီးမေးတော့လူတောင်ကရဲလိုက်တာကြောင့်ဝန်ဝေကတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီးလှုပ်ရှားမှုအနှဲငယ်တွင်မှလည်းလူတောင်ကိုနိုင်ယူလိုက်နိုင်ကလေဘင်းကိုဖိကပုံကိုထပ်ပြပါတယ်တကားဆောင်တွေကလူတောင်ကိုကဲဖို့ဝင်တိုက်ခိုက်ပြီးမဲ့ဝန်ဝေကသူတို့ကိုအနိုင်ယူလိုက်ပြီးလူတောင်ရဲ့နေယူကိုကန်ကရိနီကြောင့်ထပ်မေးပါတယ်လူတောင်ကပလင်းနဲ့ထူပြီးလာတာဆောင်မော်ကခုံချကအောက်မှာတိုက်ပွဲကြည့်နေတဲ့လူထက်ပုံးကမိုက်ခရိုဖုန်းတစ်လုံးကိုရှာပြီးဝန်ဝေကိုညွှန်ပြကသူ့မှာတနက်ရှိတယ်လို့ကြေညာလိုက်တော့လူအုပ်ကထိတ်လန့်ပြီးပြေးကုန်ကြပါတယ်လူမိုက်ကိုင်းသားတွေကဝန်ဝေကိုတပ်ဖို့ငွေကောင်းကောင်းပေးမယ်လို့ပြောလိုက်တဲ့အခါပလင်းတွေဝန်ဝေစီမိုးရကြသလိုကြာလာပါတယ်သူကလက်ရဲနောက်မှာပေါင်းနေကလူမိုက်ကိုင်းသားတွေကသူ့နောက်လိုက်ပြီးမဲ့သူ့ရဲ့ကြွဲကျင်တဲ့ကွန်ဖူးကွက်တွေနဲ့အကုန်လုံးကိုအလွယ်တကူပဲတိုက်ခိုက်လိုက်နိုင်ပါတယ်ကြောက်လန့်နေတဲ့လူတောင်ကပြေးဖို့ကြိုးစားပြီးလက်ဝိတ်လောင်ရင်းနဲ့ရောက်သွားပြီးမဲ့မလွတ်မြောက်ခင်ဝန်ဝေကသူ့ခြေထောက်တွေကိုဆွဲချလိုက်ပါတယ်လက်ဝဲသမား2ယောက်ကဝန်ဝေးကိုကန်ပြီးလူတောင်ကိုထွက်သွားခွင့်ပေးလိုက်ကလူမိုက်ခိုင်းသားတွေလောင်အင်းကိုဝိုင်းပြီးတိုက်ပွဲကိုစောင့်ကြည့်နေကြပါတယ်ဒါပေမဲ့ professional လက်ဝဲသမားတွေတောင်မှဝန်ဝေးကိုနိုင်မြူနိုင်မဲ့နောက်ထပ်လူတစ်ယောက်တိုက်ပွဲတဲ့ပါလာတော့ဝန်ဝေးကတူတစ်ချောင်းကိုထုတ်ပြီးခုံရိုက်တဲ့သူ့ရဲ့ပလင်းကိုခွဲလိုက်ကအပြင်းထန်ရိုက်ချလိုက်ပါတယ်လက်ဝဲသမားတွေကွဲနေတဲ့မှန်ပေါ်နင်းရတော့ဝန်ဝေးကတူးနဲ့လွယ်တကူပဲနိုင်ယူလိုက်ခါနောက်ထပ်လူမိုက်ခိုင်းသားတွေစုကြီးအတွက်လောင်ရင်နဲ့ဝင်လာကြပြီမဲ့ဝန်ဝေးကသူတို့အားလုံးကိုရိုက်နှက်နေတာကြောင့်လူတောင်ပြေးဖို့ကြိုးစားပါတော့တယ်ဝန်ဝေးကသူနဲ့သူကောင်းကိုလှမ်းပြက်လိုက်ပြီးတိုက်ခိုက်ခါလှေကားပေါ်မှာသူ့ကိုချုပ်ပြီးလေပင်းညစ်ဖို့ကြိုးစားပြီးမဲ့လူတွေကဝန်ဝေးပေါ်ကိုခုန်ချပြီးတိုက်ခိုက်တာကြောင့်လူတောင်ပြေးခွင့်ရသွားပါတယ်တစ်ချိန်တည်းမှာလူစိုးတစ်ယောက်စောင်းစီပြေးလာပြီးနဗင်းကဒီဖြစ်ရတဲ့ရဲ့နောက်ကွယ်မှာရှိတယ်လို့သတိပေးတာကြောင့်စောင်းကသူ့လူတွေကိုနဗင်းကိုတတ်ဖို့အမိန်ပေးပြီးနောက်ဘက်တကားကနေထွက်ပြေးသွားပါတယ်လူမိုက်ကိုင်းသားတွေလွယ်မဲ့ထင်မဲ့နဗင်းကတိုက်ခိုက်တဲ့ကျွမ်းကျင်မှုတွေကြောင့်အံ့ဩသွားပါတယ်ခွင့်ရရတာနဲ့အခန်းထဲကနေပြေးထွက်ပြီးလူစိုးတွေနောက်ကိုလိုက်ရင်နဗင်းကအောက်ထပ်ရောက်တော့အဲ့ဒီကလူတွေကခုခံကာကွယ်နေရကလူတောင်ကသူနဲ့တိုက်မိပြီးနဗင်းကသူ့ကိုလက်ဝိတ်လောင်ရင်းနဲ့ပြချလိုက်ပါတယ်ဝန်ဝေကနဗင်းနောက်ဆုံးလူစိုးကိုနိုင်ယူပြီးပြေးရတွေ့တော့လိုက်သွားပါတယ်လုံခြုံရေးခက်မှနဗင်း USB ချိတ်ပြီးလုံခြုံရေးကင်မရာကဗီဒီယိုတွေကိုဒေါင်းလော့ဒ်လုပ်နေတော့ရုတ်တရက်ဝန်ဝေကသူ့ကိုနောက်ကဆွဲပြီးပတင်းမောက်ကနေပြချလိုက်တာကြောင့်နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်သွားပြီးသူတို့နှစ်ယောက်စလုံးကျွမ်းကျင်တဲ့တိုက်ခိုက်သူတွေဖြစ်လို့အာသာချက်မရပဲလှုပ်ရှားမှုတွေအလုံးတမြင်တိုက်ခိုက်ခံရပါတယ်ဝန်ဝေကြောင်ကင်ကိုချွတ်တော့ရိနီပုံပြုတ်ကျသွားတဲ့အခါနဗင်းကစိတ်ပူနေတဲ့ဖေတယောက်ဆိုတာကိုသိလိုက်ရပါတယ်သူတို့တူညီတဲ့ဥတီချက်မှရှိတယ်လို့ရှင်းပြပြီး USB ကိုယူကအတူထွက်ပြေးကြပါတယ်နောက်ပိုင်းပုံအောင်ရမှာဆောင်းကငရှုပ်လူကောင်တွေကိုကလပ်ကိုခေါ်လာတဲ့အတွက်လူတောင်ကိုရိုက်နှက်နေပြီးတော့ချင်းမတန်တဲ့ကောင်လေးကိုခေါ်လိုက်ပြီးသူကလူတောင်ရဲ့သားဖြစ်နေတာပါဆောင်းကသူ့လူတွေကိုလူတောင်ကိုတတ်ဖို့အမိန်ပေးကသားဖြစ်သူကိုကြည်ခိုင်းပါတယ်နောက်တော့ချင်းမတန်တဲ့ကောင်လေးကိုမြေအောက်ခန်းနဲ့ခြားကလေးတွေရှိတဲ့စီပြစ်ချလိုက်ပါတယ်ရေနီကသူ့ကိုလဲစားရတဲ့အတွက်အော်ငေါက်နေပြီးကောင်လေးကသူမဟာကျင်နာတဲ့သူဟန်ဆောင်တဲ့မိုင်မဲသူလို့ပြန်ပြောပါတယ်ဒေါသထွက်သားတဲ့ရေနီကသူ့ကိုခုံအုပ်ပြီးရိုက်နှက်ဖို့ကြိုးစားတော့လက်အောက်ငယ်သားလူမိုက်တွေကခွဲဖို့ဆင်းလာကြပါတယ်ရေနီကဒီခွေရေးကိုယူပြီးပြေးဖို့ကြိုးစားပြီးမဲ့လှေကားပေါ်အတက်မှာကန်ချကန်ရတာကြောင့်လဲကျသွားပါတယ်ကားထဲမှာဝန်ဝေနဲ့နဗင်းကဗီဒီယိုတွေတူးကြည့်ပြီးနဗင်းကစုံစမ်းစစ်ဆေးမှုအသေးစိတ်ကိုမျှဝေပါတယ်ဒီမျိုးမှာဆောင်းဟာအကြီးဆုံးလူကုန်ကူးသူဖြစ်ပြီးမီဒီယာကသူ့ကိုဖမ်းဖို့တက်သေးထောက်ထားတွေစုဆောင်းနေခဲ့တာပါဝန်ဝေကမီဒီယာရဲ့ပုံတွေကိုကြည့်ပြီးပုံထဲမှာကားတစ်စီးသေးရှိတာကိုသတိထားမိပါတယ်ဒါနဲ့နဗင်းကဗီဒီယိုထဲမှာကားကိုရှာပြီးရေခဲပို့ဆောင်ရေးကားဆိုတော့ကိုတွေ့ရှိကရှာဖွေမှုကနေရှောင်နိုင်ပြီးလုံးဝတံထမ်းအောင်လုပ်နိုင်လို့ကလေးတွေကိုဖွက်ထားဖို့အကောင်းဆုံးနေရာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်မနက်ခင်းမှာသူတို့နှစ်ယောက်ရေခဲစက်ရုံကိုရောက်ပြီးဖျက်ချက်ရှာနိုင်မှုအတွက်လူခွဲသွားကြပါတယ်ဝန်ဝေကရှေတကားကနေဝင်ပြီးသူ့ကိုတာဝန်ကြိုးစားတဲ့ဝန်ထမ်းအားလုံးကိုချက်ချင်းတိုက်ခိုက်ကလမ်းတစ်လျှောက်ကိုသွားရင်လမ်းမှာတွေ့ရလူစိုးတွေကိုဇက်တိုက်ရိုက်နိုင်နေပြီမဲ့ရုတ်တရက်ဆောင်ကလေကားပေါ်ကပေါ်လာပြီးတန်းတန်းနဲ့ပစ်တာကြောင့်ဝန်ဝေပုံးနေလဲရပါတယ်တစ်ချိန်တည်းမှာနဗင်းကနောက်ဘက်တကားကနေခိုးဝင်လာကရေခဲကန်းကိုရောက်တော့လူတွေကိုရေခဲတုံးတွေထဲမှာတည်နေတာကိုတွေ့ပြီးအံ့ဩသွားကအဲ့ဒီထဲမှာလူတောင်လဲပါနေပါတယ်အဲ့ဒီချိန်မှာဟိုကသူ့စီကိုခုန်ချလိုက်တဲ့အခါနောက်ထပ်တိုက်ပွဲတစ်ခုဖြစ်လာပြီးသူတို့တယောက်ကိုတယောက်အနိုင်မရပဲအခန်းတစ်ဝိုက်လှုပ်ရှားတိုက်ခိုက်နေကြပါတယ်ဝန်ဝေကအဲ့ဒီခန်းထဲဝင်လာကဆောင်းကသူ့နောက်လိုက်လာပြီးနဗင်းကိုပါပစ်ပါတယ်ဝန်ဝေနဲ့နဗင်းရေခဲတုံးတွေနောက်မှာပုံပြီးအစီအစဉ်ဆွဲကနဗင်းကဆောင်းကိုအာယုံပြောင်းမှုပြေးသွားပြီးဝန်ဝေကတန်ကြိုးကတစ်ဆင့်ခုန်ပြီးတော့ရေခဲတုံးကိုချိုးကရန်သူစီကိုပစ်လိုက်ပါတယ်ဆောင်းကဝန်ဝေစီလှည့်သွားတဲ့အခါနဗင်းကတက်တူတက်တာနှလုံးနဲ့ပစ်လိုက်တာကြောင့်သူ့ကိုမူးမေ့သွားစေပါတယ်
ရေခဲခွဲတဲ့တူနဲ့ဟိုကတိုက်ခိုက်လာတော့ဝမ်နဲ့နဗင်းကသူ့ကိုအတူတကွရင်ဆိုင်ကြပါတယ်တိုက်ခိုက်မှုအတွင်းတူကအလောင်းခဲထားတဲ့ရေခဲတုံးကိုဖျက်ဆီးမိပါတယ်သူ့ရွယ်စားကြောင့်ဟိုကစိန်ခေါ်မှုတရက်ဖြစ်ပေမဲ့ဝမ်ဝေတို့ကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုပေါင်းဆက်ပြီးတက်တုတစ်တာတွေနဲ့သူ့ကိုပစ်ချလိုက်ပေမဲ့အန်ဝေါ်စရာကောင်းလောက်အောင်ဟိုကပြန်ထလာပြီးသူတို့ကိုပြန်တိုက်ခိုက်နေပါတယ်နောက်ထပ်ရေခဲတုံးတွေဖျက်ဆီးခံရပြီးဝမ်ဝေမြေရောက်ခန်းထဲကျသွားကကလေးတွေမရှိတော့ပေမဲ့ရေနီရဲ့သွေးစွန်းနေတဲ့ဂျာကင်ကိုတွေ့ထိတ်လန့်သွားပါတယ်။ဝန်ဝေစိတ်ပြက်အားငယ်နေတော့နဗင်းကတူနဲ့ပြင်းထန်တဲ့ထူးချက်မိသွားပြီးဟိုကသူ့ကိုအဆုံးသတ်ဖို့လုပ်တဲ့အခါဝန်ဝေထပ်မံတိုက်ခိုက်ဖို့ပြန်လာပါတယ်။လှုပ်ရှားအောင်တိုက်ခိုက်မှုပြီးတော့ဝန်ဝေကတူကိုတူးယူပြီးဟိုရဲ့ခေါင်းကိုရိုက်ချလိုက်ခါဒေါသနဲ့ဝမ်းနည်းမှုတွေကြောင့်သူကဟိုရဲ့မျက်နှာကိုဇက်လိုက်ထိုးနေတာကြောင့်နဗင်းကသူ့ကိုဆွဲလိုက်ရပါပြီ။ပြီးတော့ဝန်ဝေကတနက်ကိုယူပြီးဆောင်းကိုပြစ်ဖို့ကြိုးစားပေမဲ့နဗင်းကသူ့ကိုထပ်တားလိုက်ရပါတယ်။ဆောင်းကိုစစ်ဆေးမေးမြန်းဖို့လိုအပ်ပြီးရေနီသက်ရှင်နေနိုင်သေးတယ်လို့ပြောပါတယ်။သူတို့ကဆောင်းကိုလျှက်စစ်ချန်စီယိုမှာချီနှောင်ပြီးစကားပြောခိုင်းမှုအကြိမ်ကြိမ်လျှက်စစ်ရှော့တိုက်နေရကြောင်းဝန်ဝေလက်လွန်သွားမှဆိုတဲ့အတွက်နဗင်းကသူ့ကိုရက်ခိုင်းကတတိရှိဖို့လိုတယ်လို့ပြောပြီးမြဲဆောင်းကမီဒီယာတည်သွားပြီးလို့ဒိဗယ်ရတဲ့စကားပြောတဲ့အခါနဗင်းကဒေါသထွက်ပြီးဆောင်းကိုတီးထွက်ကြတဲ့အထိညှင်းပန်းပါတော့တယ်ဒီတစ်ခါဝန်ဝေကသူ့ကိုတားလဲရပြီးဆောင်းကမွေတွင်းလဲလို့ခေါ်တဲ့နေရာတစ်ခုကိုပြောပြပါတယ်တစ်ချိန်တည်းမှာပတ်လောင်ကကိုဝင်ဆောင်စနီးနဲ့သူစေးစေးချက်ယူဖို့လိုက်ဖို့နေချိန်မှာရဲကြီးကဲစီကဖုန်းလက်ခံရပြီးဖြစ်ပျက်တာတွေကိုသိလိုက်ရပါတယ်ခဏကြာမှာပတ်လောင်ကရင်းနှီးမြုပ်နှံသူတွေကိုတမိုးရှိတဲ့အရာတစ်ခုမှမဆုံးရှုံးဘူးကုန်ကြစည်အားလုံးကိုသူပေးမယ်လို့အာမခံပါတယ်ညနေပိုင်းမှာဆောင်ကစက်ရုံကထွက်ပြီးနေဆက်ဖြတ်ကူဖို့ခီးစီစဉ်ကတငယ်ချင်းကိုဖုန်းဆက်ပေးမဲ့ခြေထောက်ကိုမြားတစ်စင်းနဲ့ပြစ်ချခံလိုက်ရပြီးတက်နဲ့ပတ်လောင်းတို့ကဝိုင်းနာပါတယ်မွေတွင်းလမ်းမှာကလေးတွေကိုလှောင်ရင်းထဲမှာတောက်ခတ်ထားကရေနီကတစ်တာတွေပေါ်တက်ပြီးပရင်မောက်တန်ကြောင်တွေကိုဆွဲဖြုတ်ဖို့ကြိုးစားပြီးမှမရပါဘူးချီမတန်တဲ့ကောင်လေးကအိမ်ကြောင်ပြောပြပြီးဆောင်းကသူ့မိသားစုတစ်ခုလုံးကိုတတ်ခဲ့တာလို့သိလိုက်ရပါတယ်ရေနီကသူ့ကိုလည်းလွှတ်ပေးမယ်လို့ကတိပေးပြီးတော့လျှက်စစ်တစ်တာအသေးတစ်ခုကိုတတိထားမိပြီးကြွေးစည်းနဲ့ဖွင့်ပါတယ်အဖုံးကိုဆွဲထုတ်ပြီးတန်တိုင်းတွေကိုဖျက်တိုက်နေတော့သူ့ကိုရှာနေတဲ့လူစိုးတယောက်ကဝင်လာတာကြောင့်ရေနီကတတုအဖုံးနဲ့သူ့လက်မျက်နှာကိုချစ်ပြီးရိုက်ချလိုက်ပါတယ်ပြီးတော့ကလေးအလုံးကိုသူနဲ့တူထွက်ပြေးခိုင်းပါတယ်ချီမတန်တဲ့ကောင်လေးရဲ့တတိပေးချက်ကိုလိလူရှုလိုက်တာကြောင့်ကန်ဆိုးစွာပဲလူစိုးတွေကကလေးတွေကိုဝိုင်းဖမ်းပြီးလှောင်ရည်နဲ့ပြန်ပစ်ချလိုက်ပါတယ်ရေနီပဲမြန်ဆန်တာကြောင့်လွတ်မြောက်သွားပါတော့တယ်အပြစ်မှာဝန်ဝေးနဲ့နဗင်းကမွေလိုကိုပါတဲ့အဆောက်အဦနီးမှာရေခဲကားတစ်စီးကိုတွေ့တာကြောင့်သူတို့နောက်ဘက်တကားကိုရှာပြီးဘေးလန်းကြားထဲကနေဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်နဗင်းကမီဒီယာရဲ့အကောင့်ကနေတိုက်ရိုက်ထုတ်လွှင့်ပြီးမွေတွင်းလန်းနဲ့မီဒီယာရဲ့ရှာဖွေတွေ့ရှိတဲ့တွေအကြောင်းကိုကဘာကိုပြောပြနေပါတယ်ရဲစခန်းမှာရာတောင်းကဝန်ဝေးလူစိုးတယောက်ကိုရိုက်နှက်နေတဲ့ဗီဒီယိုကိုကြည့်နေပါတယ်ဈဉ္ဉံလန်းတစ်ခုမှာရေနီကလွတ်မြောက်ခါနေပေမဲ့လူမိုက်တွေကသူ့ကိုဝိုင်းပြီးဖမ်းဆီးကန်လိုက်တာကြောင့်လဲကျသွားပေမဲ့ရေနီကလက်မလျှော့ဖို့ဆုံးဖြတ်ထားတဲ့အမူအရာနဲ့ထားပြီးရလိုက်ပါတယ်အဲဒီချိန်မှာဝန်ဝေးနဲ့နဗင်းကသူတို့ကိုရှာတွေ့သွားပြီးလူစိုးတွေကိုတိုက်ခိုက်ပါတော့တယ်ရေနီကဖေးစီပြေးသွားပြီးငိုယိုရင်းတောင်းပန်ပါတယ်သူတို့ထွက်သွားဖို့လုပ်တဲ့အခါရေနီကတားပြီးတခြားကလေးတွေကိုပါကယ်ဖို့တောင်းဆိုတာကြောင့်နဗင်းကသဘောတူလိုက်ပြီးဝန်ဝေးကိုရေနီကိုအိမ်ပြန်ခေါ်သွားဖို့ပြောလိုက်ပါတယ်လမ်းပေါ်မှာလူအုပ်ကြီးစုဝေးနေပြီးရဲတွေလည်းရောက်လာပါတယ်။ရာတောင်ကကလေးတွေကိုကယ်ဖို့အစဉ်သင့်ဖြစ်ပေမဲ့ရဲရာရှိကြီးကဲကသူတို့မှဆောင်ရွက်ဖို့သက်သေမရှိဘူးလို့ပြောနေပါတယ်။လူမိုက်တွေလမ်းပေါ်ထွက်လာတဲ့အခါအကြီးကဲကသူတို့အတွက်လမ်းတော်ဖွင့်ပေးလိုက်ပါသေးတယ်။လမ်းကြားထဲမှာဝန်ဝေကလူမိုက်တွေအများကြီးထက်ရောက်လာတာကိုမြင်လိုက်ရတာကြောင့်သူကနဗင်းနဲ့ကလေးတွေအတွက်စိတ်ပူပေမဲ့ရေနီကသူ့ကြကင်ကိုဆွဲတဲ့အခါသူ့ရဲ့ဦးစားပေးရမှာကိုပြန်တတိယသွားပြီးဆိုင်ငယ်နဲ့ထွက်ပြေးကြပါတယ်။ပေါ်တက်မှာနဗင်းကကလေးတွေကိုလှောင်ရင်ကနေလွတ်ပေးနေချိန်လူမိုက်ကိုင်းသားတွေသူတို့နောက်ကလိုက်လာတော့တခြားခန်းနဲ့ပုံပြီးတကားကိုချိန်ပြီးလေးပိတ်လိုက်နိုင်ပါတယ်ရုတ်တရက်အင်ဂျင်တန်ကြားလိုက်ရပြီးဝန်ဝေကဆိုင်ကနေလူစိုးတွေကိုချိန်မုံမို့ဈဉ္ဉံလန်းတစ်လျှောက်မောင်းဝင်လာပြီးရေနီကဒုတ်ချောင်းနဲ့လူစိုးတွေကိုရိုက်နှက်ပါတော့တယ်နဗင်းကတန်ကျိုးနဲ့ခန်းထဲကထွက်လာပြီးတိုက်ပွဲမှာပါဝင်ကလူအများကိုတယောက်တည်းရင်ဆိုင်နေပါတယ်ဝန်ဝေနဲ့ရေနီကတူတူကတိုက်ခိုက်နေပြီးမိနစ်နဲ့ငယ်ကြာအတွင်းမှာပဲလူမိုက်တွေရှုံးနေသွားကရေနီကကလေးတွေကိုခန်းထဲကထုတ်လာတော့တချို့ပြောင်းနေတာကိုတတိထားမိလိုက်ပါတယ်သူတို့အုပ်စုကျန်တဲ့ကလေးတွေကိုရှာဖို့လောင်ရင်ကြီးပြေးသွားပြီးသူတို့ကိုပါလှုပ်ပေးနေချိန်ကန်ဆိုးစွာပဲလူမိုက်တွေပြန်ဝင်လာပြီးနဗင်းနဲ့ဝန်ဝေကဈဉ္ဉံမှာသူတို့ကိုပိတ်ဆို့ထားလိုက်ပြီးကလေးတွေကိုပေါ်တက်ပြေးခိုင်းပါတယ်သူတို့တွေဆက်လက်တိုက်ခိုက်နေတော့ချီမတန်တဲ့ကောင်လေးကပိတ်စအခင်းတွေကိုရှာပြီးကလေးတွေကိုပတင်းပေါက်ကနေခုန်ချနိုင်မှုချီနှောင်နေကြပါတယ်အပြင်ကလူအုပ်ကကလေးတွေပိတ်စရည်နဲ့အနေရရှိတာဆင်းနေတာကိုမြင်တော့အော်ဟေပီတက်ပုံတွေရိုက်ခါရဲတွေကိုဘာမှမလုပ်ဘူးလားလို့အော်ဆဲနေကြပါတယ်ရာတော်ကကူညီခြင်းပေမဲ့ကြီးကဲကတားပြီးတခြားရဲတွေကိုသူ့ကိုဖမ်းခိုင်းပေမဲ့တခြားရာရှိတွေကရာတော်ကိုထောက်ခံဖို့ဆုံးဖြတ်ပြီးအဆောက်အဦတွေအတူပြေးဝင်သွားကြပါတယ်ရဲတွေလမ်းကိုမပိတ်တော့တဲ့အတွက်လူအုပ်ကပိတ်စကြိုးတွေစီကိုပြေးပြီးကလေးတွေကိုဆင်းသက်ဖို့ကူညီကြပါတယ်ချီမတန်တဲ့ကောင်လေးကလူတိုင်းဆင်းသွားတဲ့အထိပိတ်စကြိုးတွေကိုကင်နာပြီးနောက်ဆုံးရေနီပဲကြံနေပါတော့တယ်သူဆင်းလာတော့ပိတ်စတွေရုတ်တရက်ပြတ်သွားပြီးသူပြုတ်ကျသွားပြီးမဲ့အောက်ကလူအုပ်ကြီးကအချိန်မီဆောင်နဲ့ဖမ်းလိုက်တာကြောင့်သက်သာရသွားပါတယ်လေကားပေါ်မှာဝန်ဝင်းနဲ့နဗင်းကလူမိုက်တွေကိုဆက်တိုက်ခိုက်နေပြီးပစ္စည်းမျိုးနဲ့ပြင်းပြင်းထန်ထန်ရိုက်နှက်နေရပါတယ်
အစာပိုင်းမှာသူတို့ရဲ့ကျွမ်းကျင်မှုတွေကကိုယ့်ကိုယ်ကာကွယ်ဖို့လုံလောက်ပေမဲ့လူတွေဇက်လိုက်တက်လာနေတော့လှေကားကိုပိတ်ထားဖို့ခက်ခဲလာပါတယ်။အဲ့ဒီချိန်မှာရဲတွေအတွင်းကိုဖောက်ဝင်လာပြီးလူမိုက်တချို့ကိုပစ်ချလိုက်တော့ကျန်တဲ့သူတွေပါလက်နဲ့ချပါတော့တယ်။ဒီချိန်ထဲမှာပတင်းပေါက်ပေါ်မှာလူတစ်ယောက်ကချီမတန်တဲ့ကောင်လေးကိုဖမ်းဖို့ကြိုးစားပြီးမဲ့ရာတာကပြစ်တက်လိုက်ပါတယ်။ခဏကြာမှသတင်းတောင်များပြကလမ်းပေါ်ကရှုပ်ထွေးမှုတွေကိုတိုင်းရထုတ်လွှင့်နေပြီးနဗင်းကရာတောင်းကိုမီဒီယာကိုရှာဖွေစင်မှာတွေ့မိလားလို့မေးတော့မတွေ့ဘူးလို့ပြန်ဖြေပါတယ်။သတင်းတွေကိုကြည့်ပြီးနောက်ပတ်လောင်းကယင်းနှီးမြုံတဲ့သူတွေနဲ့တွေ့နေပြီးသူရောက်ခမနဲ့ရဲအရာရှိကြီးကလေးပါပါတယ်ဒီလူအိုတွေကကလပ်နဲ့ဆက်ယုံမှာငွေရင်းနှီးထားပြီးမဲ့နောက်ွယ်ကငင်းညမ်းတဲ့လုပ်ငန်းတွေကိုမသိကြပါဘူးသူရောက်ခမကပတ်လောင်းကိုဖမ်းဆီးခံဖို့လိုတယ်လို့ပြောနေပါတယ်လူတယောက်ကသူ့ကိုဒုက္ခရောက်တယ်လို့ခေါ်ပြီးလက်ညှိုးထိုးတဲ့အခါပတ်လောင်းကကိုက်ဖြတ်လိုက်ပြီးတော့ပလင်းနဲ့သူ့ကောင်းကိုရိုက်လိုက်ပါတယ်တခြားသူတွေချက်ချင်းကန့်ကွက်ပြီးမဲ့ပတ်လောင်းကမရက်ဖဲသူကသူတို့ကိုတယောက်ပြီးတယောက်တတ်ခါရဲရရှိကြီးကဲကိုလည်းပလင်းကွဲနဲ့ထိုးတက်လိုက်ပါတယ်သူရောက်ခမကဂျပန်သားနဲ့တိုက်ခိုက်ဖို့ကြိုးစားပြီးမဲ့ပတ်လောင်းကလွယ်လွယ်ကူလက်နဲ့မဲသွားစေပြီးရိုက်နှက်ခါသူ့ဓာတ်နဲ့ပဲတတ်လိုက်ပါတော့တယ်ကြာခင်မှာကိုရန်တော်တွေခန်းထဲပြေးဝင်လာပြီးမဲ့ပတ်လောင်းကဓာတ်နဲ့လွှဲပြီးသူတို့အားလုံးကိုတတ်နေတာတိုက်ခိုက်မှုအတွင်းသူဇနီးရဲ့ကိုဝင်ဆောင်ဘိုက်ကိုပါမတော်တဆထိုးမိသွားပါတယ်သူမကျမ်းမြေမှာလဲကျတီးဆုံးသွားကပတ်လောင်းကနာကျင်စွာအော်ဟစ်ကိုကျွေးနေပါတော့တယ်ဆက်ယုံမှာဟိုတတိယလာကအပြင်ထွက်သွားတော့ဆောင်းကမြားရည်နဲ့ပြစ်ခံရပြီးကားပြီးမှတီးနေတာကိုတွေ့ကထိတ်လန့်သွားပါတယ်ရဲစခန်းမှာမြူရဒါဇင်နဲ့ချီကသူတို့ရဲ့ကလေးနဲ့ပြန်တွေးဆုံနေကြရပါပြီရာတော်ကဝန်ဝေကိုကာကွယ်မှုလှုပ်ဆောင်ခဲ့တယ်လို့တသက်ခံပေမဲ့အာမခံမရတဲ့ကြောင့်လှုပ်မပေးနိုင်ကမနက်ထိစောင့်ရမယ်လို့ပြောလိုက်ပြီးရေနီကိုသူကယူဆိုင်ထားမယ်လို့ကတိပေးပါတယ်အချို့ထဲမှာနဗင်းကဝန်ဝေကိုသူ့ကိုကူညီရတဲ့အတွက်ကျေးဇူးတင်ပြီးမီဒီယာနဲ့နောက်ဆုံးစကားပြောချိန်ကငင်းခုန်မှုဖြစ်ခဲ့တာကိုတော့သူ့ကိုတောင်းပန်နေတယ်လို့ပြောနေချိန်ရုတ်တရက်တက်ကစခန်းထဲဝင်လာကသူ့ရဲ့မြားရည်နဲ့ရဲတွေကိုစတင်တက်နေပြီးမီးပြတ်သွားတဲ့အခါအရေးပေါ်ဘီးတွေပဲကြံခဲ့ပါတယ်ရာရှိတယောက်ကဘရေကာတစ်တာကိုစစ်ဖို့သွားတော့သူ့လှုပ်ဖို့အကင်မက်တွေအလောင်းတွေကိုတွေ့ပြီးထိတ်လန့်သွားပါတယ်တက်ကသူ့ကိုဓာတ်နဲ့ထိုးတာအားမရပဲမြားနဲ့ပါပြစ်တက်လိုက်ပါတယ်ရဲတွေများလာတဲ့နဲ့မြတက်ကလက်ချင်းတိုက်ခိုက်ရပြီးမဲ့သူလည်းတိုက်ခိုက်ရေးမှကျွမ်းကျင်ပါတယ်ချုပ်ခန်းထဲကနေစနက်တန်ကြားနေရတော့အရာရှိတယောက်ပြုတ်ကျသွားတဲ့တော့တွေကိုလှမ်းယူဖို့ကြိုးစားနေပါတယ်ရုံးခန်းထဲမှာရာတောင်ကရေနီနဲ့ချီမတန်တဲ့ကောင်လေးကိုစောင့်နေဖို့ပြောပြီးစုံစမ်းမှုထွက်သွားကသူကတက်ကိုအဲထဲမှာတွေ့ပြီးစနက်နဲ့ပြစ်လိုက်ပြီးမဲ့တက်ကသူ့ကိုမြားနဲ့ပြန်ပြစ်လိုက်တာကြောင့်ထိမှန်သွားပါတယ်အဲ့ဒီချိန်မှာပတ်လောင်းကဝင်လာပြီးသူ့မောက်ကိုကန်ချလိုက်ပါတယ်ပတ်လောင်းနဲ့တက်အချုပ်ခန်းကိုရှာတွေ့သွားတဲ့အခါဝန်ဝေတို့ကထွက်သွားပြီးသားဖြစ်နေပါပြီဒေါသထွက်နေတဲ့ပတ်လောင်းကအပေါ်တက်လာပြီးကလေးတွေကိုဝန်ဝေတို့ကယ်နေတာကိုတွေ့လိုက်ရပါတယ်တက်ကမြားနဲ့ပြစ်ဖို့ကြိုးစားပြီးမဲ့ဒဏ်ရာရအရာရှိတယောက်ကသူ့ခြေထောက်ကိုဆွဲလိုက်တာကြောင့်ပြစ်မှတ်ကိုလွဲချော်သွားပါတယ်တက်ကအဲ့ဒီအရာရှိရဲ့လက်ကိုဖျက်ပစ်လိုက်ပါတယ်နဗင်းကပတ်လောင်းကိုရင်ဆိုင်နေတော့ဝန်ဝေကတက်ကိုတိုက်ခိုက်နေကတိုက်ပွဲနှစ်ခုစလုံးကသူတို့ရဲ့ကျဉ်းကျဉ်မှုကိုပြသပြီးဘသူမှအားသာချက်မရဘူးလို့ထင်ရပါတယ်တိုက်ခိုက်မှုအတွင်းမြားစင်းကရေနီရဲ့ခြေထောက်ကိုထိုးပေါက်သွားတာကြောင့်ချီမတန်တဲ့ကောင်လေးကသူ့ကိုလုံခြုံတဲ့နေရာစုကိုခေါ်သွားပြီးမြားကိုချိုးကထိုင်နိုင်အောင်လုပ်ပေးပါတယ်တိုက်ပွဲတွေကအခန်းထဲမှာပြင်းထန်နေပြီးတိုက်ခိုက်နေတော့မှလူချင်းချင်းကပတ်လောင်းကဝန်ဝေရဲ့မျက်နှာကိုဓာတ်နဲ့ထိုးဖို့လုပ်နေတော့မှနဗင်းကတက်ကိုသူ့စီပစ်ချလိုက်တာကြောင့်လွဲချော်တော့ကတိုက်ပွဲကဆက်ဖြစ်နေပြီးတွဲစီကအဖွဲလိုက်တိုက်ဖို့ဆုံးဖြတ်ခါတိုက်ခိုက်မှုပြန်စတင်နေတော့ရုတ်တရက်ဟိုရောက်လာပြီးသူ့ဖေတို့လက်စားချေခြင်းတဲ့အတွက်ပတ်လောင်းကိုတိုက်ခိုက်ပါတယ်ဒါနဲ့သူတို့တိုက်ခိုက်နေတော့နဗင်းနဲ့ဝန်ဝေကတက်ကိုအဓိကထားတိုက်ခိုက်နေပေမဲ့တိုက်ခိုက်မှုတွေကရှုပ်ထွေးနေပါတယ်တည်သွားတဲ့ဆောင်းကိုသူ့အဖေလိုထင်နေတဲ့အတွက်ပတ်လောင်းကဟိုကိုလှောင်ပြောင်ပြီးဟိုကပြန်ပြီးဆွဲခံရတဲ့ကလေးတယောက်သာဖြစ်တယ်လို့ပြောနေရကြောင်းပိုဒေါသထွက်စေပြီးနဗင်းနဲ့တက်ကိုအောက်ထပ်ကိုပစ်ချလိုက်ပါတယ်အဲ့ဒီနေ့ကစပွဲပေါ်မှာတိုက်ခိုက်နေကြပြီးဝန်ဝေနဲ့ဟိုကပတ်လောင်းကိုတူတူကရင်ဆိုင်နေရပါတယ်နဗင်းကရုံးသုံးပစ္စည်းတွေနဲ့တိုက်ခိုက်ပြီးတက်ကသူ့ကိုချင်းချင်းဓာတ်နဲ့ထိုးနေတော့တက်ရဲ့လက်ပတ်ပြုတ်သွားတဲ့အခါမီဒီယာရဲ့လက်စွပ်ပြုတ်ကျသွားတော့ကိုမြင်ပြီးထိတ်လန့်သွားပါတယ်တက်ကမီဒီယာကိုတတ်ခဲ့တယ်လို့ပြောကလက်စွပ်နဲ့လှောင်နေရကြောင်းဒေါသထွက်နေတဲ့နဗင်းကသူ့ဘော်ခုံအုပ်ပြီးအစွမ်းကုန်တိုက်ခိုက်ပါတော့တယ်ဒါကမလုံလောက်သေးပဲတက်ကသူ့ကိုထပ်ထိုးပြီးမဲ့နဗင်းကသူ့ရဲ့နောက်ဆုံးအသက်နဲ့ရင်းပြီးလက်စွပ်ကိုပြန်ယူကတက်ရဲ့လေဘင်းကိုကိုက်ကတက်ဖြတ်လိုက်ပါတယ်ဒီချိန်ထဲမှာပတ်လောင်းကဟိုကိုသူ့ဓာတ်ဘော်ကိုကျစေပြီးမျက်လုံးကိုဖျက်ဆီးကတီတီအထိရိုက်နှက်ပါတော့တယ်ဝန်ဝေကနဗင်းစီကိုပြေးဖို့ခွင့်ရသွားပြီးနဗင်းကတော့ငါသူမကိုတွေ့ပြီလို့ပြောပြီးတည်ဆုံးသွားပါတော့တယ်အဲ့ဒီနောက်ပတ်လောင်းကရေနီရဲ့ခေါင်းကကင်ပြီးဆွဲထုတ်လာတော့ဝန်ဝေရောက်လာကချက်ချင်းသူ့စီကိုခုံဝင်သွားပြီးသူတို့နှစ်ယောက်ပတင်းပေါက်ကနေပြုတ်ကျသွားကစပိန်နေဘော်ကိုပြုတ်ကျသွားပြီးမဲ့သူတို့ဆက်လက်တိုက်ခိုက်ကြပြီးပတ်လောင်းကစပိန်တန်ကျိုးနဲ့ဝန်ဝေရဲ့လေဘင်းကိုညှစ်ဖို့ကြိုးစားပြီးမဲ့ဝန်ဝေကလူယူပြီးသူ့ကိုချဖို့ပြန်သုံးပါတယ်ပြီးတော့ပတ်လောင်းကိုချင်းချင်းရိုက်နှက်နေပြီးရေနီကသူ့ကိုရက်ခိုင်းနေတယ်မရက်ပါဘူးပတ်လောင်းကရေနီကိုတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါဝန်ဝေကအပေါ်ကနေအုပ်ကပေးထားပြီးပတ်လောင်းကရေနီအစားသူ့ကိုရိုက်နှက်ပါတယ်ချီမတန်တဲ့ကောင်လေးကပတ်လောင်းကိုတွန်းလိုက်ပေမဲ့သူကပြန်ထလာပြီးဆက်တိုက်ဖို့အစဉ်သိဖြစ်နေချိန်ဝန်ဝေကတော့တတိလဲနေကကလေးတွေကလက်ချင်းဆုပ်ကင်ပြီးရင်ဆိုင်တိုက်ခိုက်ဖို့ပြင်ဆင်နေတော့ရုတ်တရက်ပတ်လောင်းသွေးအံလာကထွက်သွားဖို့ကြိုးစားပြီးမဲ့နောက်ဆုံးမှာတော့တည်ဆုံးသွားပါတယ်တလားအကြာမှာဝန်ဝေရာတောင်းတဲ့ကလေးတွေကနဗင်းရဲ့ပြာတွေကိုပင်လယ်ထဲကျဲချလိုက်ပြီးဝန်ဝေကသရားပေါ်မှာနဗင်းနဲ့မီဒီယာရဲ့လက်စွပ်တွေနဲ့အမည်တွေပါတဲ့စာတစောင်ကိုဆွဲပြီးသူတို့ရဲ့အမှတ်တရတွေကိုဂုဏ်ပြုလိုက်ပါတယ်